တော်တော်ရင်ထဲမှာတငယ်ချင်းတွေနဲ့အတူတူ Spiral Game ကောင်းလေးတွေကိုမှစောကျင်ကြတဲ့ brother တို့တွေအတွက်ဒီနေ့မှာတော့ solo ကောင်မဲ့ Spiral Game ကောင်းလေးတွေပဲရွေးချယ်ပြီးတော့တင်ဆက်ပေးသွားမှာပဲဖြစ်ပါတယ်ဆိုတော့ဘာ game လေးတွေဖြစ်မလဲဆိုတော့ကျွန်တော်နဲ့အတူတစ်ချက်ကြည့်လိုက်ရအောင်ပထမဆုံး game လေးနာမည်ကတော့ Dark Day ဖြစ်ပါတယ်ဇုံမီတွေကြီးပဲရှိနေတဲ့ကဘာကြီးထဲမှာပပြေးနေရတာပြင်ပန်းနေပြီလားဒါဆိုရင်တော့ open world ကဘာကြီးထဲမှာကိုပိုင်မိုးကားတွေစောက်ပြီးအသက်ရှင်နိုင်ရမယ်ဒီကိန်းလေးကိုစမ်းသပ်ကြည့်တင်ပါတယ်ဒီကိန်းလေးရဲ့ဆက်ကတော့ 3x4K ဝန်းကျင်ရှိမှာဖြစ်ပြီးတော့အင်္ဂလိပ်ဒေါ်လာစိုက်တော့ပါရှိပါတယ်ဒီ Action RPG Spiral Game ဟာဘိုင်းရတွေကြောင့်ပျက်စီးသွားတဲ့ Sanfree မြို့တော်ကြီးထဲမှာရှင်သန်ရက်တည်ဖို့ကြိုးစားရမှာဖြစ်ပြီးရင်သက်ရှုမော်ပွဲ graphic နဲ့အတူအသက်ရှင်ကျန်တဲ့သူတွေကိုပါကူညီပေးရမယ် story တွေပါပါဝင်ပါတယ်မြို့ထဲမှာလှည့်လည်ပြီး resource ရှာဝေစုဆောင်တာလက်နက်တွေနဲ့ zombie အုပ်စုတွေကိုခုခံကာကွယ်တာတွေအပြင်တငယ်ချင်းတွေနဲ့အတူတူအဖို့ဖွဲ့ပြီး online multiplayer နဲ့ PvE PvP တိုက်ပွဲတွေကိုပါဖန်တီးစောင့်ကစားရမှာဖြစ်ပါတယ်ဒီကိန်းလေးကိုစောမယ်ဆိုရင်တော့အမြဲ internet connection လိုအပ်နေမှာဖြစ်ပြီးတော့ online multiplayer game တစ်ခုပဲဖြစ်ပါတယ်။မိုင်မဲရဲ့ zombie လောကထဲမှာလက်နက်အပြည့်စုံနဲ့ဆွမ်းရတာကြိုက်တဲ့ open world survival game ဝါသနာအိုးရီတော့ကတော့တကယ်ပဲတင်တော့ပါတယ်။ Light Abra Nightfall လုံးဝကိုလက်ရမြောက်တဲ့တွန်တေ open world မှာရှာနေခဲ့ဆိုရင်တော့ဒီ game လေးကတကယ်ပဲအကောင်းဆုံးရွေးချယ်မှုတစ်ခုဖြစ်မှာပါ။ဒီ game လေးဆက်ကတော့ပိုးပိုက်ဝင်ခင်ဝင်ချင်မှရှိမှာဖြစ်ပြီးတော့အင်္ဂလိပ်ဒေါ်လာစိုက်တော့ပါရှိပါတယ်။ကဘာပြက်ကကြီးကြားရောက်ပြီးတဲ့နောက်နေတောင်ကန်းကြီးတတော်နဲ့မြို့ပြစတဲ့မတူညီတဲ့ပတ်ဝန်းကျင်၅ခုမှာ resource တွေရှာဖွေရကိုပိုင်ကြီးစားစကန်နဲ့အစားအုပ်တွေကိုတိစောက်တာထောင်လုံးစင်ပြီးကူးစက်ခံထားရတဲ့ရန်သူတွေနဲ့ကြီးမားတဲ့မြူရန်တရဝါတွေကိုခုခံတိုက်ခိုက်ရတဲ့ MMORPG Spiral Game တစ်ခုပဲဖြစ်ပါတယ်။ဇာတ်လမ်းစံစွမ်းအားကန်းတွေအပြင်ဇုံမီတဝက်ဖြစ်လာတဲ့ Refinance နဲ့မိတ်ဆွေတွေနဲ့အတူတူကတ်ဆောက်ပြီးအသက်ရှင်ရည်တည်ရမယ်။ Multiplayer စနစ်တွေလည်းအပြည့်စုံပါပါတယ်။ဒီ game ကိုစောင့်မယ်ဆိုရင်တော့ Internet connection အမြဲလိုအပ်မှာဖြစ်ပြီးတော့ online multiplayer game တစ်ခုပဲဖြစ်ပါတယ်။ Open World Spiral RPG game ကောင်းလေးတစ်ခုမှာတိုင်းနေတဲ့ brother တွေအတွက်ကတော့ဒီ game လေးကတကယ်ပဲစောကြီးတင်တဲ့ game တစ်ခုဖြစ်ပါတယ်။ဒီမိုတို့ဒီဂိမ်းလေးဆက်ကတော့159 MB ပဲရှိမှဖြစ်ပြီးတော့အင်္ဂလိပ်ဒေါ်လာစိုက်တော့အနေငယ်ပါရှိပါတယ်ဒီဂိမ်းလေးကိုတော့2060ခုနှစ်နျူကလ িয়ার စစ်ပွဲပြီးမှတည်ဆီသွားတဲ့ကမ္ဘာမြေပြင်မှာရှင်သန်ရမယ်ဇလန်းကိုပုံဖော်ပေးထားတာပါစုံမရွေးဖုံးဖုံးနေနဲ့ရန်သူဖွဲ့စည်းပြီးပြင်းနေနေတဲ့ဒီဆမ်မော့ RPG ထဲမှာအစားအသောက်နဲ့ရေကိုရှာဖွေရအမိုးကနဲ့ပေးဆောက်လုပ်တာလိုအပ်တဲ့လက်နက်ပစ္စည်းတွေကိုခရက်လုပ်တာတွေကိုကိုယ်တိုင်လုပ်ဆောင်ရမှာဖြစ်ပါတယ် online ပေါ်မှာတကယ်ကြီးနေတဲ့အတူတူပူပေါင်းဆောင်ရွက်လို့ရသလို PvP စင်ကုန်မှုတွေမှာလည်းကိုယ်ပိုင်စွမ်းရည်တွေကိုထုတ်ပြနိုင်ပါတယ်ဒီ game လေးကိုစောင့်မယ်ဆိုရင်တော့ internet connection မပြတ်မနေလိုအပ်မှာဖြစ်ပြီးတော့ online multiplayer game တစ်ခုဖြစ်ပါတယ်။ဖိုင်ဆိုင်တည်တည်လေးနဲ့စစ်မှန်တဲ့ survival တွေ့ကြုံမှုမှာအပြေးအဝခံစားကျင်တဲ့သူတွေတော့ကတော့တကယ်ကိုစောကြည့်တဲ့ game တစ်ခုပဲဖြစ်ပါတယ်။ revival ဂျိုသားတွေရဲ့အသေးပိုင်းမှုကြောင့်ပျက်စီးသွားခဲ့တဲ့ကမ္ဘာမြေကိုပြန်လည်ရယူဖို့အတွက်အမိုက်စား Sunrise တွေကိုကန်ဆယ်ပြီးတိုင်ပွဲဝေရမယ်။ revival ဆိုတဲ့ game လေးကြောင့်ပြပြပေးသွားပါမယ်။ဒီ game လေးရဲ့ဆက်ကတော့1/1 ရှိမှဖြစ်ပြီးတော့အင်္ဂလိပ်ဒေါ်လာစိုက်တော့ပါရှိပါတယ်။ကဘာပြမြင်ကွင်းနဲ့ကြီးမားတဲ့ open ကဘာကြီးထဲမှာလှည့်လည်ပြီး resource တွေရှာဖွေစုဆောင်တာအစိမ့်မြင် power armor တွေနဲ့ထူးဆန်းတဲ့ရန်သူတွေကိုပြက်ခတ်တိုက်ခိုက်ရမှာဖြစ်ပြီးစိတ်ဝင်စားဖို့ကောင်းတဲ့ cinematic ဇာတ်လမ်းတွေလည်းအပြည့်အစုံပါဝင်ပါတယ်။ကိုပိုင်နဲ့အခြေစကန်တွေကိုလွတ်လပ်စွာတည်ဆောက်နိုင်သလိုတငယ်ချင်းတွေနဲ့အတူတူ PvE တိုက်ပွဲတွေကိုစိုးဖို့အတွက်လည်း online multiplayer စနစ်ကိုအပြည့်အဝထည့်သွင်းပေးရပါတယ်။ internet ချိတ်ဆက်မှုလိုအပ်တဲ့ online game တစ်ခုဖြစ်ပြီးအနာဂတ်စစ်ပွဲပုံစံ Sunrise လက်နက်တွေနဲ့ open world game ကိုမှသဘောကျတဲ့ gamer တွေတော့ကတော့တကယ်ကိုစောကြည့်တဲ့ game တစ်ခုဖြစ်ပါတယ်။ Last Island of Spiral ဂျိုးနေကျိုးပေါ်မှာဘာမှမပါပဲအဝတ်တဲ့ကိုတကူနဲ့အစားပြုလာမယ့် Spiral game တစ်ခုဖြစ်ပါတယ်။ဒီ game လေးထဲမှာတပ်ပင်ကိုကြောက်တုံးတွေဖြတ်ပြီးရလာတဲ့ပစ္စည်းတွေနဲ့အိမ်ဆောင်လက်နက်လုပ်ကအသက်ဆက်ရမယ့်အပြင်ကျုံးမမှာရှိတဲ့တခြားကစားသမားတွေနဲ့ပါအပြိုင်ဆိုင်တိုက်ခိုက်ရမှာဖြစ်ပါတယ်။စုံမီတွေအပြင်ရန်သူပြည်တွေကိုဝင်ရောက်စီးနေကမော်တော်ယူနီမောင်းနေပြီးညီပုံနဲ့လဲလှယ် exploration လုပ်လို့ရတာတွေကို online ပေါ်မှာတကယ်ကြီးနေအဖို့ဖွဲ့ပြီးအတူတူတွေ့စရာကောင်းကောင်းစော်စားနိုင်မှာဖြစ်ပါတယ်။ internet လိုင်းအမြဲလိုအပ်တဲ့ online multiplayer game ဖြစ်ပြီးဘေးတီဆောက်တာနဲ့ PvP game တွေကိုမှယူသွတ်တဲ့ survival game ချိုင်းနေတဲ့သူတွေတော့ကတော့ဒီ game ကြီးကတကယ်ပဲအသိတော်ဆုံး game တစ်ခုဖြစ်ပါတယ်။ Private Island တော်တော်တွေဒူတက်ပြီး dinosaur တွေ zombie တွေကြီးစိုးနေတဲ့ကဘာကြီးရဲ့မှာအသက်ရှင်ရုံခံရမယ့် game တစ်ခုဖြစ်ပါတယ်။ဒီ game ရဲ့ game ကတော့ 1K ပဲရှိမှဖြစ်ပြီးတော့အင်္ဂလိပ်ဒေါ်လာစိုက်တော့အနေငယ်ပါရှိပါတယ်။ကျိုးပေါ်မှာတစ်ပင်တွေကြောက်တုံးတွေနဲ့တဘာဝရင်းမြစ်တွေကိုစုဆောင်ပြီးကိုပိုင်တဲ့နေတွေတည်ဆောက်တာအမဲလိုက်ဖို့လက်နက်တွေနဲ့ကရိယာတွေကိုခရက်လုပ်တာတွေကိုလွတ်ဆောင်ရမှာဖြစ်ပါတယ်။ဘိုင်းစာရာရင်ငတ်တာတွေနဲ့ကျမ်းမာရေးအခြေအနေတွေကိုအမြဲကယူဆိုင်ရမှာဖြစ်ပြီးတွန်းတိလိษံတွေနဲ့ BN တွေကိုလည်းဇွဲမလျှော့ပဲခိုးခံရမှာဖြစ်ပါတယ်။ဒီ game ကြီးက internet connection အမြဲလိုအပ်တဲ့ game တစ်ခုဖြစ်ပြီးတော့ online multiplayer game တစ်ခုပဲဖြစ်ပါတယ်။ dinosaur တွေနဲ့ zombie တွေကြီးစိုးနေတဲ့ကဘာကြီးထဲမှာအသက်ရှင်ရုံခံရတဲ့ Spiral Game ကောင်းလေးတွေကိုမှတန်းနေတဲ့ brother တွေတော့ကတော့ဒီ game ကြီးကတကယ်ပဲအသိတော်ဆုံး game တစ်ခုဖြစ်ပါတယ်။ Outside Spiral Island ဒီ game ရဲ့ game ကတော့985 MB ပဲရှိမှဖြစ်ပြီးတော့အင်းဒေါ်လာစိုက်တော့အနေငယ်ပါရှိပါတယ်။ကျိုးပေါ်မှာရရှိနိုင်တဲ့တစ်နဲ့ကြောက်လို့ resource တွေကိုစုဆောင်ပြီးကိုပိုင်ခန္ဓာအိမ်တွေကိုတိစောက်တာအစားအစာနဲ့ရေအတွက်အမဲလိုက်ရှာဖွေတာတွေအပြင်တခြားကစားသမားတွေနဲ့ရင်ဆိုင်ရမယ့် PvP တိုက်ပွဲတွေပါပါဝင်ပါတယ်။လက်နက်မျိုးကို crack လုပ်ပြီးကိုဗစ်ကိုကာကွယ်ရမှာဖြစ်က internet လိုင်းအသုံးပြုပြီး online ပေါ်မှာကစားရတဲ့ multiplayer game တစ်ခုပဲဖြစ်ပါတယ်။ internet ချိတ်ဆက်မှုမဖြစ်မနေလိုအပ်မှာဖြစ်ပြီးတခြားကစားသမားတွေနဲ့အပြိုင်
ပိုင်းဆိုင် Build လိုရတာတွေနဲ့ Survival စွမ်းရည်ပြန်ရတာတွေကိုချိန်နေတတ်တဲ့ Gamer တွေတော့ကတော့တကယ်ပဲတင့်တော်တဲ့ game တစ်ခုဖြစ်ပါတယ်။ Art Survival Evolve Dinosaur တွေပြည့်နေနေတဲ့ကဘာကြီးရဲ့မှာကိုယ်တိုင်အသက်ရှင်နိုင်ပြီးတရဝါတွေကိုရင်ပါအောင်လုပ်ပြီးမွေးမြူနိုင်မဲ့ game တွေပဲဖြစ်ပါတယ်။ဒီ game ရဲ့ game ကတော့ 2.3K ဝန်းကျင်ပဲရှိမှဖြစ်ပြီးတော့ offline ရော online မှာစော်ကစားလို့ရတဲ့ game ပဲဖြစ်ပါတယ်။ကြီးမားလာတဲ့ကျူးနီးပေါ်မှာအစားအစာရေကိုရှာဖွေရင်းအမိုးကားတွေကိုတိစောက်တာကြီးမားတဲ့ dinosaur တွေကိုအစာကျွေးပြီး taming လောက်ကကိုယ့်ရဲ့မောက်ဖြစ်စီးနှင်းတိုက်ခိုက်လို့ရတာကဒီ game ရဲ့အမိုက်ဆုံး feature တစ်ခုဖြစ်ပါတယ်။လမ်းတိုင်းမျိုးမျိုးကို crash လုပ်နိုင်တဲ့ system အပြင် online မှာတငယ်ချင်းတွေနဲ့အတူတူ try ဖွဲ့ပြီးအင်အားကြီးမားတဲ့ dinosaur တွေကိုအနိုင်ရမယ် multiplayer စနစ်တွေလည်းပါဝင်ပါတယ်။ dinosaur တွေနဲ့တွန်းစဉ်းစားခိုင်းတဲ့ကူမှာချိန်နေတတ်တဲ့ survival game ချစ်သူတွေအတွက်ကတော့ဒီ game ရတကယ်ပဲအသိတော်ဆုံး game တစ်ခုဖြစ်ပါတယ်။ Utopia Origin ပုံမှန် zombie ကဘာပြတွေနဲ့မတူပဲအယောင်အသွေးစုံနေပြီးလှပတဲ့ဖန်တီးမှုအဖြစ်ရှိတဲ့ open world လောကတွေမှာစဉ်းစားရမယ့် game လေးပဲဖြစ်ပါတယ်။ဒီ game ရဲ့ဆက်ကတော့ 2.1K ဝန်းကျင်ပဲရှိမှဖြစ်ပြီးတော့အင်းနောက်လက်ဆိုင်တော့အနည်းငယ်ပါရှိရဲ့ server survival game ကောင်းလေးတစ်ခုပဲဖြစ်ပါတယ်။ကဘာကြီးရဲ့မှာအိမ်လေးရဲတိုက်တွေကိုလွတ်လပ်စွာဆောက်လုပ်တာလိုအပ်တဲ့အစားအစာနဲ့ပစ္စည်းကိရိယာတွေကို craft လုပ်တာတွေအပြင်ထူးဆန်းတဲ့တွန်းတိရစ္ဆာန်တွေကိုပန်းစီပြီးမောက်အဖြစ်မွေးမြူသုံးပြလို့ရတာဖြစ်ပါတယ်။တငယ်ချင်းတွေနဲ့အတူတူအလွယ်တကူပူပေါင်းဆော့နိုင်တဲ့ multiplayer စနစ်တွေနဲ့အတူ exploration လုပ်စရာနေရာစုံလည်းပါပါတယ်။ internet line မှာဖြစ်မနေလိုအပ်တဲ့ online game တစ်ခုဖြစ်ပြီးလှပတဲ့ graphic ပုံစံနဲ့ကိုယ်ပိုင်ကဘာလေးတစ်ခုကိုတိစောက်ရတာကိုမျှတတဲ့ open world gamer တွေအတွက်ကတော့တကယ်ပဲတင့်တော်တဲ့ game တစ်ခုဖြစ်ပါတယ်။ One Woman ထူးခြားဆန်းကြတဲ့ပုံစံပြကဘာကြီးရဲ့မှာကစင်ကလေးအားဖြစ်နေတဲ့တရဝါတွေကိုဂျင်တိုင်းပြီးရှင်နိုင်ရမယ် game ကောင်းလေးပဲဖြစ်ပါတယ်။ထူးခြားတဲ့ blue တွေနဲ့ mutated enemy တွေကိုကိုယ့်ရဲ့ game learner တွေနဲ့ကြေကတိုက်ခိုက်ရမှာဖြစ်ပြီး resource တွေစုဆောင်ကကိုယ်ပိုင်ပေးနေတဲ့အစားအုံတွေကိုကြီးမားမားတည်ဆောက်နိုင်မှာဖြစ်ပါတယ်။ဇလန်းဆန်ဆန် mission တွေအပြင်တငယ်ချင်းတွေနဲ့အတူတူဖွဲ့ပြီးအေယာမ blue ကြီးတွေကိုပူပြီးတိုက်ခိုက်ရတဲ့ online multiplayer စနစ်လည်းအပြည့်အစုံပါပါတယ်။ internet line အနေလိုအပ်တဲ့ online game တစ်ခုဖြစ်ပြီးထူးခြားဆန်းမြတဲ့ monster တွေနဲ့အစိမ့်မြင့် survival shooter game ကောင်းလေးကိုမှတိုင်းနေတဲ့ brother တို့တွေအတွက်ကတော့တကယ်ပဲစောကြည့်တဲ့ game တစ်ခုဖြစ်ပါတယ်။ဘေးဆုံးမင်းလေးတွေများတော့ Minecraft ပဲဖြစ်ပါတယ်။ကိုယ်ပိုင်စက်ကူးရဲ့ကဘာကြီးကိုအစားဆုံးပန်းကြီးတိစောက်ရမယ် game ကောင်းလေးတစ် game ပဲဖြစ်ပါတယ်။ကဘာမြေပုံနဲ့လှည့်လည်ပြီးတပင်ခုတ်တထုတူကလိုအပ်တဲ့ပစ္စည်းကိရိယာတွေနဲ့လက်နက်တွေကို craft လုပ်ရမှာဖြစ်ပြီးနောက်ဘက်ရောက်ရင်တော့ပေါ်လာမယ်စုံမီတွေနဲ့အန်ရန်ရှိရဲ့တရဝါတွေလက်ကနေလေခုခံကာကွယ်ရမှာဖြစ်ပါတယ်။ဘိုက်ဆောင်မှုကိုထိန်းဖို့အတွက်အစားအစာရှာစားလို့ရလို့တိရစ္ဆာန်တွေကိုလည်းထမ်းမလုပ်ပြီးမွေးမြူနိုင်ပါတယ်။ internet line မလို့ပဲ offline နဲ့တည်တံ့စောက်စားလို့ရမှာဖြစ်ပြီးတကယ်ချင်းတွေနဲ့အတူတူ Wi-Fi ဒါမှမဟုတ် online ကနေတဆင့်ပူပေါင်းစောက်စားနိုင်တဲ့ multiplayer စနစ်လည်းအပြေအဝပါဝင်ပါတယ်။ survival game ချန်နေတဲ့သူတွေအတွက်ကတော့ Minecraft ဆိုတဲ့ game ကိုမဖြစ်မနေသိကြမယ်လို့တော့မျှော်လင့်မိပါတယ်။တကယ်ချင်းတွေနဲ့အတူတူတကယ်ကို solo ကောင်းမဲ့ survival game ကောင်းလေးတွေပဲမလို့ brother တို့အနေနဲ့လည်းအကြိုက်ထွေးစေမယ်လို့တော့မျှော်လင့်မိပါတယ်။ဆိုတော့ဒီဗီဒီယိုလေးကတော့ဒီလောက်ပါပဲ။ဗီဒီယိုလေးကိုဆုံးဖြတ်ကြည့်ပေးကြလို့ကျေးဇူးများတင်ပါတယ်။